ကျွန်တော်ဒီပုံမှန်အိမ်မှာဒါ solar inverter တွေစပြီးရကြဆင်းပြီးရကြတော့သုံးမဲ့လူတွေဒါမှမဟုတ် power station ဒီ solar နဲ့ပတ်သက်ပြီးသုံးမဲ့လူတွေဆိုလို့ရှိရင်တော့ဒီလိုအတွဲလေးကတော့အဆင်ပြေရခင်ဗျာကိုလက်ရှိပြထားတဲ့အတွဲလေးပေါ့နော်ဒီကဘလို့အလုပ်လုပ်လဲဆိုလို့ရှိရင်ပထမဆုံးစပြီးရကြတော့ခုအိမ်မီးကနေပြီးရကြ EPC မီး line ပေါ့ဗျာအဲ့ဒီကနေပြီးဝင်လာမယ်ဆိုလို့ရှိရင်ဒီကဝင်မယ်ပေါ့နော်ဒီဘောကနေပြီးဝင်လာမယ်ဝင်လာပြီးဒီကထွက်ပြီးရကြတော့ဒီထဲဝင်ရမှာပေါ့နော်ဒီဘောကနေပြီးအင်းနဲ့ကနေပြန်ဝင်ရမှာဖြစ်ပါတယ်ပန်လန့်ဆိုတဲ့နေရာမှာလည်းတမ ्या တွေလို့ဒီလိုမျိုးအဲ့လိုမျိုးသွားတာတဲ့စားလို့ရှိရင်သူ့ဖန်သူအင်းအောက်ကိုအမှန်ကန်နဲ့လုပ်ပြီးရင်တော့ပိုးပြီးတော့စစ်ဖြစ်တယ်ခင်ဗျပိုးပြီးကောင်းတာပေါ့ဗျာအဲ့လိုမျိုးရှိတယ်အဲ့တော့ဒီကောင်လေးဆိုလို့ရှိရင်ပြောင်းပြန်ဝင်လို့ရှိရင်ပြစ်တယ်တခါတည်းလောင်သွားမှာပေါ့နော်အဲ့တော့ breaker နေပြီးတော့စပြီးဝင်လာပြီးဆိုကြတယ်ဒီဘောကနေပြီးတော့ဝင်ရမယ်ဝင်ပြီးဝင်ဒီယောက်ကပြန်ထွက်မယ်ပြန်ထွက်ပြီးဒီဘောဝင်မယ်ပေါ့နော်ဝင်တဲ့အခါကျလို့ရှိရင် EPC မီးလိုင်းကဝင်တယ်ဝင်ပြီးဝင်စိတ်ကက်ထဲဝင်တယ်ဒီကောင်ဘာကြောင့်ဒီကောင်ထည့်ရလဲဆိုလို့ရှိရင်တကယ်လို့ဒါမီးတွေပါတွေဒါဘိုးကမြင်ပြီးဝင်လာတဲ့အခါတွေပါဆိုလို့ရှိရင်ကိုယ့်ရဲ့ inverter ကြီးမပြတ်ဖို့အတွက်ကိုအလုပ်လုပ်ကြပါပေါ့နော်အဲ့တော့ဒီကောင်လေးကကြည့်လိုက်မယ်ဆိုတော့တွဲတယ်နည်းနည်းရှုပ်ကောင်းရှုပ်နေလိမ့်မယ်ဒါပေမဲ့ပြန်ခွဲကြည့်လိုက်လို့ရှိရင်တအားကိုလွယ်တယ်ဒီနှစ်ခုကအတူတူလို့ပြောလို့ရတယ်ဒီနှစ်ခုကအတူတူဒီနှစ်ခုကအတူတူနဲ့ဒီသုံးခုကအတူတူသွားမှာပေါ့နော်ဒါအကုန်လုံးပေါင်းလိုက်လို့မှဒီလိုမျိုးဖြစ်သွားမှာတွဲတဲ့ဖြစ်သွားမှာပေါ့ဗျာနော်အဲ့တော့ကျွန်တော်ပထမဆုံးဒီ solar တဲ့ကို solar inverter တဲ့ကိုကျွန်တော်စပြရကြဝင်တော့မယ်ဆိုလို့ရှိရင် EPC မီးလိုင်းကနေပြီးတော့ breaker ကိုဖြတ်ပြီးဝင်မယ် breaker တဲ့ကနေပြီးထွက်လာတဲ့ဟာကိုဒီဖြတ်ဆက်ထဲကိုဝင်မယ်ပေါ့နော်ဒါလွယ်ကူအောင်ပြောပြခြင်းဖြစ်ပါတယ်နားလည်အောင်ပေါ့နော်ဖြတ်ဆက်ထဲကိုဝင်မယ်အဲ့ဒီကဖြတ်ဆက်ထဲကိုထွက်လာတဲ့ဟာအောင်မှကျွန်တော်တို့ဒါ inverter တဲ့ကိုမီးစကျွေးမှာပေါ့နော်အဲ့တော့အဲ့ဒီ line ကနေပြီးခြားခြင်းအားသွင်းမယ်ပြီးကြလို့ရှိရင်ဒီဆက်ကနေပြီးကြတော့ဒါဘိုင်ဘတ်ချိန်သွားတဲ့အခါကြလို့ရှိရင်သူဖန်သူဒီ line ကပဲအမြဲတမ်းအလုပ်လုပ်နေမှာပေါ့ဗျာအဝင်အထွက်ကိုဒါမီးပြတ်တဲ့အချိန်ကျမှသူကအလုပ်မလုပ်တော့မှာအဲ့လိုမျိုးရှိမယ်သူရဲ့ setting ချိန်မုံချိန်ဒီအကြောင်းလေးတွေကိုတော့ကျွန်တော်ဒါနောက်ရကြမှာတေချာလေးပြပေးမယ်နောက်ဗီဒီယိုလေးနဲ့ပေါ့ဗျာဘိုးတွေဘယ်လိုချိန်ရမလဲဘယ်လောက် ampere တွေချိန်ရမလဲကိုသုံးမဲ့အနေထားဘယ်လိုပြီးတော့အဲ့လိုမျိုးပေါ့နော်အဲ့တော့ဒီကောင်တချမ်းပြီးသွားပြီအဲ့တော့ဟုတ်ပြီဒီ inverter ဒါကတော့ inverter ထားတော့ပေါ့ဗျာဒါ inverter inverter ကနေပြီးတော့ကျွန်တော်ထွက်လာတဲ့ဟာကို inverter နေပြန်ပြီးတော့ AC ထပ်ပြီးတော့မောင်းပြီးထွက်လာပြီထွက်လာတဲ့ဟာကြရင်လည်းထိုးနည်း၎င်းမှာဒီကောင်နဲ့အတူတူပဲပေါ့နော်ထွက်လာတဲ့ဒီ line ရဲ့ neutral ရဲ့ကျိုးကိုနော်အဲ့ဒီရဲ့ line နဲ့ channel ရဲ့အကျိုးကိုဒီထဲကိုဝင်ရမယ်နော် breaker ထဲဝင်ရမယ် breaker ထဲပြန်ထွက်လာတဲ့ဟာအောင်မှဒီဖြတ်ဆက်တဲ့ကိုထည့်မယ်နော်အဲ့တော့ဒါအိမ်မီ line နဲ့ကနေပြီးတော့ဝင်မယ်ဒါ inverter ထဲကိုဝင်မယ်ဒီထဲထွက်ဒီနှစ်ခုထဲထွက်လာတဲ့ဟာဒီ inverter ထဲဝင်မယ် inverter ထဲထွက်လာတဲ့ဟာဒီကောင်ဝင်မယ်ဟုတ်ပြီဒီနှစ်ခုကဒါခုဆိုလို့ရှိရင်တော့ရှင်းသွားပြီပေါ့နော်အဲ့တော့ဒီကောင်ကျတော့ဘာမှအသုံးပြုလဲဆိုတော့ဒီကောင်ကျတော့ဒါ SPD လို့ခေါ်တာပေါ့နော်ဒါ DC ဒီမှာသုံးတဲ့ဟာပေါ့နော် AC ဆိုလို့ရှိရင်တော့ဒီလိုမျိုး၄ line သွားလာရမယ်ဒါတော့ DC ကြောက်လို့ဒီလိုသွားနေရပါတော့ AC ဆိုလို့ရှိရင်တော့ဒီလိုနှစ်ခုတည်းမဟုတ်ဘဲနဲ့ကျွန်တော်ဒါဒီလိုမျိုး၄ခုပါလာတဲ့အခုံဖြစ်သွားမှာပေါ့နော်ဒါကတော့ DC အတွက်ထွက်မှာဒါဘာကြောင့်သုံးမှလဲဆိုလို့ရှိရင်ကျွန်တော် solar ဒါ3ချက်ရဲ့အထက်ကိုဒါမှမဟုတ်လဲ4ချက်ရဲ့အထက်ကိုသုံးတဲ့လူတွေဆိုလို့ရှိရင်ဒါစပြီးသုံးရတယ်ဘာကြောင့်လဲဆိုတော့ဒီ solar ကနေပြီးကြတော့ဒါဒီတိုင်းကြီးပဲတင်ထားတယ်ဆိုလို့ရှိရင်ဒါလျှက်စီးလက်တာတို့အဲ့ဒီကနေပြီးကြတော့ဒါကြီးမားတဲ့ဒါဘိုးအားတွေဝင်နိုင်တယ်ပေါ့နော်မိုးကြိုးပစ်တာတို့ဘာလို့ပေါ့ဗျာဒါလွယ်လွယ်ကူပြောရမယ်ဆိုလို့ရှိရင်အဲ့တော့ဒီ solar ကနေပြီးတော့လာတဲ့ဟာဘယ်လိုအရင်စဝင်ရမလဲဆိုလို့ရှိရင်ကျွန်တော်ဖြူးတဲ့ဝင်ရမယ်ဒါကြတော့ဖြူးအိမ်လို့ခေါ်တာပေါ့နော်ဒီထက်မှာဖြူးအဆန်လေးရှိတယ်တကယ်လို့ပြတ်သွားတယ်ဆိုလို့ရှိရင်ဒီကောင်လေးလဲရမှာပေါ့နော်ဒီလိုပုံစံလေးပါအဲ့တော့ဒီကောင်ကတော့သူ့ရဲ့ဖြူးပါနော်ဒါ32 ampere ပေါ့ဗျာနော်ဒီကောင်ကနေပြီးတော့အဲ့တော့ solar အပေါ်မှာ6ချက်ပဲတင်ထင်5ချက်ပဲတင်နေ4ချက်ပဲတင်နေဝင်လာတဲ့အနီတော့မဟုတ်ဒီမှာအနှစ်ပေါ့နော်ကိုကအရင်ခွဲလိုက်ပါကျွန်တော်တို့ကတော့ဒီအနီနဲ့ကဘယ်လိုစခွဲလဲဆိုလို့ရှိရင်ဒီကောင်လေးမှာပါတဲ့အတိုင်းပေါ့နော်ဒါတော့ဘယ်သူပဲဖြစ်ဖြစ် line neutral လည်းဒီတိုင်းပဲခွဲကြတာပဲအနီနဲ့လည်းဒီလိုပဲခွဲကြတာအဲ့တော့ဒီကောင်ကအနီသွားမယ်ဒီကောင်ကအနီဒီကောင်ကအနှစ်ပေါ့နော်အဲ့တော့အနီကနေပြီးကြတော့ဝင်မယ်အနီဝင်မယ်အနှစ်ဝင်မယ်အဲ့ဒီကနေပြီးထွက်လာတဲ့ဟာဘယ်ဝင်မလဲဆိုလို့ရှိရင်ဒီ breaker ထဲဝင်မှာဒီ breaker ထဲဝင်မှာဒီ breaker တွေကထွက်လာတဲ့ဟာအောင်မှကျွန်တော်တို့ဒီ breaker ဒီကောင်အရင်ဥဆုံးမတတ်မှတ်နိုင်အောင်နော်ဒီကောင်ရှုပ်သွားမှာကြောက်အဲ့တော့ဒီကောင်ကနေပြီးတော့ပထမဆုံးဒီဖြူးတွေကိုစပြီးဝင်မယ်ဝင်ပြီးသွားလို့ရှိရင်အဲ့ဒီကထွက်လာတဲ့ဟာဒီ breaker တွေဝင်မယ်ဒီ breaker တွေကထွက်လာတဲ့ဟာအောင်မှဆော့ဆော့ဒီ solar inverter ကြီးတွေကိုတစ်ခါပြန်ဝင်မှာပေါ့နော်အဲ့လိုဝင်ရမှာအဲ့လိုမှမဝင်ဘူးဆိုလို့ရှိရင်ဒါရှေ့ဘက်ကနေပြီးဝက်ကြီးတာတွေပါဆွဲတဲ့ခါကျရင်ဒီ ampere ကနေပြီးကျိုးလုံးတွေဒါကျိုးပူတာတွေပါတွေအဲ့လိုမျိုးပေါ့နော်ဖြူထည့်ရတဲ့အကြောင်းရင်းကတော့ဒါဘယ်ရမ်းမဆိုဖြူကတော့ပါရတယ်ဒါရှေ့ဘက်ကနေပြီးကိုကလွန်စွာဘိုးတွေအများကြီးသုံးမိတဲ့အခါတွေပြီးကြလို့ရှိရင်ဟိုဘက်ကနေ high volt တွေဝင်လာတဲ့ခါကျလို့ရှိရင်ဒီ fuse ကနေပြီးဖြတ်ပေးမှာပေါ့နော်အဲ့လိုမျိုးဖြတ်ပေးမှာ breaker ဆိုလို့ရှိရင်လည်းအဲ့တိုင်းပဲ breaker ကနေပြီးကျတော့ဒါ
ဒီ breaker ကြပြီမှာပဲဗျာနော်ဒီ breaker ထည့်ရတဲ့အကြောင်းအရာလည်းဘာကြောင့်လဲဆိုလို့ရှိရင်ဒီကနေပြီးတော့လာတဲ့ဟာကိုဥပမာ solar panel ကနေပြီးလာတဲ့ဟာကိုတခါတည်းဒီ inverter တွေကောက်ဝင်သွားလို့ရှိရင်ဒီ breaker တွေပိုင်းမကြောက်ဘူးတခုခုအလုပ်လုပ်ချင်တယ်ဆိုရင်ဒီ breaker ကိုချပြရကြမှာအလုပ်လုပ်တဲ့ခါကျအဆစ်ဖြစ်တာပါဗျာအဲ့လိုမျိုးမချဘဲနဲ့လုပ်တယ်ဆိုလို့ရှိရင်ဟိုမှာတပြင်းပြင်းနဲ့ခန့်နေလိမ့်မယ်ဟိုကဝင်ထွက်လာတဲ့ဘိုးကထောင်ကျော်ကြီးထွက်လာမှာနော်ဘိုးထောင်ကျော်ကြီးနော်ဝက်ထောင်ကျော်ကြီးထွက်လာမှာအဲ့တော့ဘိုးအနေထားကလည်းများတယ်ဝက်နေထားကလည်းများတယ်ဆိုတော့အဆင်မပြေအဲ့တော့ဒီကောင်းနဲ့မှာဆိုရင်အဆင်ပြေတယ်ကဲဒါကတော့ SPD ကလစ်လာပြီနော်ဒီ SPD ကဘယ်နှမှာအသုံးပြုရလဲဆိုလို့ရှိရင်ကျွန်တော်ဆက်တော့ပြောသလိုပဲဒါ app ထောက်တဲ့နေရာတွေမှာသုံးရမှာapp ထောက်တဲ့နေရာတွေမှာသုံးရတယ်ဆိုလို့ရှိရင်ဒါ solar panel ကလာတဲ့ app ရှိမယ်ဘက်ထရီကနေပြီးလာတဲ့ app ရှိမယ် inverter ကနေပြီးလာတဲ့ app ရှိမယ်အဲ့ဒီရဲ့ app တွေအားလုံးကိုဒီထည့်ဝင်ရမှာပေါ့နော်အဲ့တော့ဒီအောက်မှာဒီမှာတစ်ပေါက်ထဲရှိရပေါ့နော်ဒီပေါ်မှာတော့နှစ်ပေါက်ရှိတယ်ဒီအောက်ကျတစ်ပေါက်ထဲဆိုတာအဲ့ဒါကိုပြောချင်တာအဲ့တော့ဒီအလွန်မြင်မာတဲ့ဒါဘိုးရီကြီးလာတဲ့အခါကျရင်ကိုယ့်ရဲ့ပစ္စည်းတွေမပျက်စီးအောင်ဒီ breaker တွေအကုန်လုံးတချို့ဆိုလို့ရှိရင် short ဖြစ်ပြီးရကြဒီ breaker အတွဲလိုက်ကြီးလောင်ကျသွားတာရှိတယ်နော်အဲ့လိုမျိုးတွေမဖြစ်ရအောင်ပြီးရင်ကိုယ့်ရဲ့ဒီ inverter ကြီးကတန်ဖိုးကြီးပေးထားတဲ့ဟာတွေမပျက်စီးအောင် battery တွေမထိခိုက်အောင်အဲ့ဒီရဲ့အထက်ကိုဒီပြင်းရမြင့်ဒါဘိုးလိုင်းကြီးတွေဝင်သွားတဲ့အခါကျလို့ရှိရင်ဒါပျက်စီးသွားမှာကြောက်လို့တချို့ဆိုလို့ရှိရင်ဒါ TV antenna တွေဘာကြီးကနေပြီးရကြလျှက်စီးဝင်ပြီးရကြ TV အထက်ကညှော်နှမ်းကြီးတွေထွက်သွားပြီးအထက်ကစာကေပုတ်တွေလောင်းသွားတယ်အဲ့လိုပုံစံမျိုးတွေပေါ့ဗျာဒါတော့ဒါ battery ဆိုရင်ပို့ပြီးအဲ့ဒါထက်ကိုအနေများတယ်အဲ့တော့အဲ့လိုမျိုးတွေမဖြစ်ရအောင်လို့ကျွန်တော်တို့ကဒီလို SPD ပုတ်ကိုခန်းချင်းဖြစ်ပါတယ်အဲ့တော့ဒီကောင်ကဘယ်လိုလာမလဲဆိုလို့ရှိရင်ဒီဆော့တော့ကျွန်တော်ပြောတယ်ဒီကောင်အနီဒီကောင်အနက်အဲ့တော့ဒီကောင် breaker မှာဆိုလို့ရှိရင်လည်းဒီကောင်အနီဒီကောင်အနက်အဲ့ဒီကနေပြီးရကြတော့ဒီကထွက်လာတဲ့အနီစာကိုဒီပုတ်ထဲဝင်မယ်ဒီကထွက်လာတဲ့အနက်စာကိုဒီပုတ်ထဲဝင်မယ်ဒါဆိုလွယ်လွယ်တကူပဲနော်ရိုးရိုးလူအောင်ကျွန်တော်ဗီဒီယိုလေးလိုက်ပြီးကြည့်ပြီးရကြဆင်းလို့ရတယ်ဟုတ်ပြီဒီဘက်ကအနီလာမယ်ဒီဘက်ကအနက်လာမယ်ဝင်ပြီးသွားလို့ရှင်ဒီရောက်ကတစ်ချောင်းနဲ့ဒီတစ်ချောင်းနဲ့ထွက်လိုက်ပါတစ်ချောင်းထွက်လိုက်ပြီအဲ့ဒီရဲ့တစ်ချောင်းနဲ့ကနေပြီးရကြတော့ဒါဘယ်ဘာတွေနဲ့တွဲရမလဲဆိုလို့ရှိရင်ဆော့တော့ inverter ကနေပြီးထွက်လာတဲ့ဟာတွေပြီးကြလို့ရှင်ကျွန်တော်တို့ဒါ battery ကနေပြီးထွက်လာတဲ့ app တွေပြီးကြရင် solar panel ကနေပြီးထွက်လာတဲ့ app တွေအားလုံးဒီအဲကျိုးတစ်ချောင်းနဲ့ပဲရောပြီးရကြဒီထည့်ထည့်ရမှာဖြစ်ပါတယ်နော်အဲ့တော့ဒီ solar panel ကနေပြီးထွက်လာတဲ့မြေဆိုင်ကျိုးခန္ဓာကိုမေ့ထားလိုက်အောင်နော်အဲ့ပြီးမြေစီကိုအဲ့ရိုက်တဲ့ဟာတွေပါရနောက်ဗီဒီယိုနဲ့အသေးချာလေးတင်ပေးမယ်လောဆယ် app နဲ့ဟာအနေထားကိုကျွန်တော်ပြပြပေးရဖြစ်ပါတယ်အဲ့တော့ဒီကောင်တစ်ခုလုံးတွဲလိုက်လို့ရှိရင်ဒါကျွန်တော်ပြောတဲ့ဒါ solar inverter ပေါ့နော်လက်ရှိဒီမှာဆင်းနေတဲ့ဒီလို solar inverter မှာတွဲထားတဲ့ဒါအတွဲဖြစ်ပါတယ်နော်ဒီရောက်မှာကျွန်တော်ပြောတဲ့ app ဒီဒါလေးပါခင်ဗျာနော်ဒီမှာ app လေးရှိရယ်ပြီးရင်အဲ့ဒီကနေပြီးထွက်လာတဲ့ app တစ်စားရှိမယ်ဆောစောတော့ပြောတဲ့ဟာနော် inverter ကနေပြီးထွက်လာတဲ့ app ရှိမယ် inverter ထွက်လာတဲ့ app ကတော့အခုကျွန်တော်ပြထားတဲ့နေရာလေးမှာ app တွေရှိရပေါ့နော်ဒီမှာနှစ်ခုရှိရအဲ့ဒီကထွက်လာဟာရှိမယ်ဒီကောင်ကြီးတစ်ခုလုံးကိုတွဲသုံးနေတာ solar panel အကြီးကြီးရှိရအဲ့ဒီကနေထွက်လာတဲ့ solar panel ကနေထွက်လာတဲ့ app တစ်စားရှိမယ်အဲ့ဒါတွေကိုရိုးပြီးရကျွန်မဒီထဲမှာထည့်ရတာဖြစ်ပါတယ်နော်ဒါဆိုလို့ရှိရင်တော့ဒါကျွန်တော်ပြတဲ့အနေထားလေးကိုဒါတစ်ခါနားမလဲလို့ရှိရင်နောက်တစ်ခါကြည့်လိုက်ထားနေတယ်ဒါမှမဟုတ်လဲတချို့ဆိုလို့ရှိရင်နေပါအခြေခံသိတယ်လို့ဆိုဒီဗီဒီယိုလေးကိုအစားအဆုံးကြည့်လိုက်ထားနေတယ်ဒီရဲ့ breaker ဘုတ်ကိုဘယ်လိုဆင်းရလဲဆိုတာအကြမ်းတယ်လေးတိသွားပြီပေါ့နော်အဲ့တော့ဒါကတော့ဒါပုံမှန်ဆင်းနေကြအနေထားကိုပြပြပေးခြင်းဖြစ်ပါတယ်ဒီထက်ပိုပြီးရကြကြီးတဲ့ဟာလေးတွေကျွန်တော်ထပ်ပြီးဆင်းဖို့ရှိပါသေးတယ်အခါကြလို့ရှိရင်တော့ဘယ်လိုဆင်းရလဲဆိုတဲ့ဟာလေးကိုကျွန်တော်ပြပြပေးမှာဖြစ်ပါတယ်နော်အဲ့တော့ solar panel တွေဘယ်လိုအပ်ရိုက်ကြလဲဆိုတာလည်းကျွန်တော်ထပ်ပြီးတော့တင်ပေးပါမယ်ခင်ဗျာနော်အခုလောလောဆယ်ကတော့ဒီ breaker ဘုတ်ပေါ့ဗျာလောလောဆယ်ဒီကျွန်တော်ဒီလို YouTube breaker ဘုတ်လူမြင်နေတဲ့လူတွေအတွက်ကိုဒီ breaker ဘုတ်ကိုဘယ်လိုဆင်ရလဲဆိုတဲ့ဟာကိုကျွန်တော်အကြမ်းတယ်လေးပြပြပေးခြင်းပဲဖြစ်ပါတယ်အားလုံးအဆင်ပြေကြပါစေခင်ဗျာ